စပိန်မှာမိုးကအရန်နေရွာတယ်ဒီမှာဒါဟိုတော့ကျွန်းဆိုတော့ဒီဆိုင်ကအကျော်ရှော့ပန်ကိုသိတယ်အဲ့ဆိုင်ကကောင်ကဒီနေ့မရှိဘူးအဲ့ကောင်လာရှာတာကျော်ရှော့ပန်နိုင်ဝိုင်းငါ့ကိုပြောဆိုတော့ကျွန်တော်ကဒီကောင်လေးရတော့ရှိတယ်ဒါဒီကောင်နောက်တစ်ကောင်မရှိဘူးအဲ့ကောင်ရှိတယ်နောက်တစ်ကောင်ကတော့ကျော်ရှော့ပန်ကိုသိတယ်ကျော်ရှော့ပန်ကထိုးပုံသူတဘောကြတယ်တဲ့လူငယ်တွတ်ကြွတယ်ပေါ့ကွာလမ်းဆန်းတယ်ဆိုတော့အဲ့လိုမျိုးပြောဒါကတော့ယထာလန်ဘေးမှာဒါဘူဒါစတေးရှင်းအဲ့ဒါကားကိတ်မဟုတ်ယထာလန်နောက်ကကားလည်းသွားလို့ရတယ်ယထာလည်းသွားလို့ရတယ်သူကကျော်ရှော့ပန်ကိုသိတယ်အဲ့ဆိုင်မှာကျွန်တော်တို့တပတ်တစ်ခါလာဝယ်နေကြပစ္စည်းတွေကဒီမှာဘီယာလည်းရောင်းတယ်သူကဘီယာ10နိုင်ဆိုရောင်းလို့မရတော့ကျွန်တော်တို့ကစက်တိုင်းခွဲနေပြီဘီယာရောင်းမယ်ဆိုရင်အထုပ်နဲ့ရောင်းပါတယ်ဒီတန်ရစ်မှာကအခုကမိုးရွာမတွေ့လားကန်ကျွန်တော်တငယ်ချင်းဟိုဖြိုးထအောင်ရယ်နောက်ကျွန်တော်တို့အခန်းပေါ်ကိုရယ်3ယောက်ဟိုကောင်မတွေ့ဘူးကျော်ရှော့ပန်အောင်တီးတဲ့ကောင်မတွေ့ဘူးHey brother let's goကြည့်ရမယ်ဘယ်တော့ကိုလာဟိုလည်းစပိန်စကားကိုဟိုလာတော့မမီးရတော့ဒါပဲတည်တာဘာမှတည်တာမဟုတ်ဘူးနောက်မှဒီမှာ2ယောက်နဲ့ကဲတော့ရထားတော့တစ်ခါတည်းလေမလာတာသူတို့ station လို့မရှိဘူးနောက်မှချက်ချောင်းတွေရှိတယ်ပြမယ်ပန်းနေရမ်းလာတယ်နောက်မှအဲ့တော့ခရစ်စမတ်နာနီးလာပြီဆိုတော့ဟိုဟာဖြစ်တယ်ပေါ့မြန်မာရေးတဲ့မိန်းမမြန်မာပြရေးတဲ့တော့မြန်မာပြရေးတဲ့ယောက်ျားဟိုလားရေးတဲ့မိန်းမတော့ရေးလာခက်တယ်ဗာညာနေတာတကူပန်းနေဆောင်ရမ်းလာနော်တရားရေးဟိုရှေးအောင်ရေးတောက်စင်တော့မယ်ငါတို့ရအောင်ပြီးကြရင်မိုးရွာရင်လက်လေပါမှာမိုးလောလာအခုဟိုမှာဒီစင်မှာမိုးရွာစပိန်မှာကျွန်းနိုင်ငံဆိုအဲ့လိုပါပဲတတာပြည့်ပဲစင်မယ်ကိုရီးယားမြန်မာပြည်ကလာတဲ့ကောင်တွေရောမင်းကအရက်ကိုဘယ်နားမှာခိုးရလဲခုံသိရတော့ပြောင်းတော့မရဟိုဆိုင်နေမှာဆိုပေးမရအောင်မရအောင်လေပိတ်လိုက်10နိုင်ဆိုရင်လည်းပိတ်သွားခက်လိုက်အမေဒီကောင်နေပဲရအောင်လေဒီဆိုင်ကကောင်ကမင်းဂျိုရှော့ပန်ကိုသိတယ်တဲ့ဒီကောင်နိုင်သွားလားမနိုင်သွားလားသူသိကျင်တယ်နောက်နေ့ကျရင်ပြန်လာခဲ့တယ်နောက်နေ့ငါတို့မလာနောက်တစ်ပတ်မှလာမယ်ဆိုအဲ့ကောင်မရှိဘူးဒီကောင်နေနားတယ်ကြွားကျင်လို့ကြောပန်နိုင်သွားတယ်လို့ကဲမှာစပိန်သူတို့တွေကညားဆိုရင်စားတော့ဆိုင်တွေမှာလူတွေများတယ်ဘေးကကောင်ပတ်စံတောင်းပတ်စံလိုက်တောင်းငါတို့ပတ်စံတောင်းတဲ့လူတွေကလည်းရှိတယ်မရှိဘူးမဟုတ်ဘူးတို့တွေကျတို့ပါတီပဲမင်းအောင်မိုးမွေးရရင်ဒီနေရာဆောင်းတက်ပုံရိုက်လို့မိုက်တဲ့ပြောကြီးတမီးတိုင်းလုံးဝရှေးအောင်တမီးတိုင်းတို့ပြင်နေရနော်ဒီတော့အဲ့မှာတက်ပုံရိုက်တာအဲ့မှာငါရိုက်တာခေါ်သေးကြော်ရဲ့ချက်သားကြော်ရဲ့ပြီးသွားရင်ဟိုမှာဘီယာတောက်မယ်ကန်းကြီးမှာတောက်မယ်ဟိုကကန်းကြီးမှာတောက်ဖို့မိုးရွာတိုင်ပတ်ကိုရဲ့ဆရာဂျော်ရှွာဗန်ကိုရဲ့အိုင်တော်ပေါ့ကွာအိုင်တော်ကြီးကဆရာကြီးကနိုင်သွားတယ်အောင်ကြီးကိုအောင်လားအဆန်ရောဂျော်ရှွာဗန်မကုံဆောင်နေဆိုတော့ပြောရမယ်ဒီမှာကြွားရမယ်စပိန်မှာကြွားကြဆိုဒါတွေပဲရှိတာတနည်းအားဖြင့်ထိုင်လန်ပဲတည်တာဆိုးတာအဲ့တပေါက်ရှိသေးတယ်အဲ့လိုဆိုတော့မတက်နိုင်ကဲအားလုံးချစ်တယ်အားလုံးလည်းချစ်ပြီးရတော့ကျေးဇူးတင်တယ်ဒီမှာကလပ်ရှိတယ်ကလပ်ကိုအဲ့မှာတန်းစီရညဆိုရင်မှကြည့်သူတို့တန်းစီနေနိုက်ကလပ်ဟိုတယ်အောက်မှာနိုက်ကလပ်ရှိတယ်နိုက်ကလပ်ကိုသူတို့သွားဖို့အတွက်တန်းစီနေကြတာ
အဲ့မှာသူအများကြီးပဲနောက်မှာဒီလောက်မိုးရွာတော့သူစပိန်ကအပျော်ပါးရမ်းကြိုက်တယ်စပိန်ကပျော်မယ်ပါမယ်ကဲမယ်ဟွာအဲ့လိုမျိုးသူတို့က favorite ဖြစ်တယ်အဲ့မှာကြီးနောက်မှာကြီးဇွန်ဘီတွေကြာတာသူတို့တွေကဟိုဟာဒီလို Friday ဆိုရင်ပို့ဆိုးတယ်နောက်မှာဒီဘက်မှာလည်း club အဲ့မှာလည်း club သူကစပိန်ကကဲမယ်ပြုတ်မယ်စားတောက်ဆိုင်မှာဆိုလူအပြည့်ပဲအဲ့လိုမျိုးသူကအင်္ဂလိပ်စကားမပြောဘူးအင်္ဂလိပ်စကားကိုမသုံးဘူးလူတော်တော်များများ90ရာခိုင်နှုန်းလောက်မတက်ဘူးအင်္ဂလိပ်စကားကိုဒါပေမဲ့သူတို့နားလဲတယ်ပေါ့ကွာကိုရီလိုပေါ့နားလဲတယ်ဟိုပြောမယ်ဆို flexible ဖြစ်တယ်ကိုရီဘာလို့ကျင်လဲညာလို့ကျင်သူတို့သဘောပေါက်တယ်ကိုရီဘာဖြစ်ကျင်လဲသူတို့သဘောပေါက်တယ်ကိုရီကလည်းသူတို့ဘာဖြစ်ကျင်လဲသဘောပေါက်အဓိကတော့ဟိုဟာဖြစ်တာပေါ့အော်ဒီမှာလေဒီမှာဒီရင်တော့မယ်လေဖြိုးရဒစ်လင်စပ်ပါဟိုဟာပါလေဘုတ်နဲ့ရှုံနေလားမိုးရွာအေးတို့ငါလည်းဒီမှာနေမိုးရွာမှာမထင်တာဘူးမိုးကလည်းခဏပါတက်